ဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုပ်နိုင်သေးဘူးသားရေးသမီးရေးစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချိန်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုပ်လိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားအမြတ်မရလိုက်တော့ရှုံးသွားပြီအဲ့ဒါကိုရှင်ဥပါလိမထေရမြတ်ကလည်းတတိပေးခဲ့တယ်တရားနဲ့ပြိဿပေါင်းသူတော်ကောင်းတို့အနေနဲ့တည်တည်ချာချာအလေးနဲ့ထားစဉ်းစားကြည့်နော်ကိုရထားတဲ့အခွင့်အရေးလေးဟာထာဝရမဟုတ်ဘူးတခဏလေးသာဖြစ်တယ်အခုရထားတဲ့ဖျားပွင့်တဲ့အချိန်မှာအသိဉာဏ်ရှိတဲ့လူဖြစ်နေကြပြီဖျားတရားတော်တွေလည်းနာခွင့်ရတယ်ဒါနကောင်းမှုသီလကောင်းမှုအခုလိုသာသနာပေါ်ဝင်ပြီးတော့ရှင်ယဟန်ဆိုတာပြုခွင့်ရနေကြလောက်ကြသလားလူတိုင်းလုံနိုင်သလားဆိုမလုံနိုင်ဘူးတခြားကိစ္စတွေနဲ့တဘဝမှာအချိန်ဖြုံးနေကြအဲ့ဒါကိုရှင်ဥပါလိမထေရမြတ်ကတတိပေးဆုံးမခဲ့တဲ့စကားလေးကိုမှတ်ထားဖို့မာဝောခဏံဝိရာဒေထမင်းတို့တွေတဲ့အခွင့်ကောင်းတွေကိုလွဲချော်မသွားစေကြနဲ့အခွင့်ကောင်းအချိန်ကောင်းလေးတွေကိုလက်လွတ်ဆုံးရှုံးမသွားစေကြနဲ့ခွင့်ကောင်းကိုခွင့်ကောင်းလို့သိထားကြဆိုတဲ့မလုပ်ဘဲနေရင်အသုံးမချရင်အခွင့်ကောင်းဟာသူ့ဟာသူသွားတော့လွတ်တော့မှာပဲလွတ်တော့မှာအသုံးမချဘဲနဲ့နေရင်လည်းကုံသွားမှာပဲသူကအဲ့ဒီအခွင့်ကောင်းကိုလွဲချော်မသွားကြစေနဲ့ခဏတိတာဟိသောစတိအခွင့်ကောင်းကိုကျော်လွန်သွားတဲ့ပုဂ္ဂိုလ်တွေခွင့်ကောင်းကိုကျော်လွန်သွားတယ်ဆိုတာခရီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနေအလင်းရောင်ရှိတဲ့အချိန်မှာကြိုးစားပြီးခရီးတွင်အောင်သွားရမယ်ဝေးလံတဲ့ခရီးကိုသွားတယ်အလင်းရောင်နဲ့ကိုရောက်ချင်တဲ့နေရာကိုအလင်းရောင်အားပြုတ်ပြီးတော့စောစောရောက်အောင်အားပြုတ်ပြီးတော့သွားရမှာမသွားဘူးလမ်းခရီးမှာခဏခဏနားတယ်နားရုံနဲ့မကဘူးအပြင်းထူပြီးတော့နေလိုက်တယ်ချိန်နေရှိပါသေးတယ်ရှိပါသေးတယ်နဲ့နေတဲ့လူအေးလမ်းခရီးကလည်းအလွန်ဝေးတယ်နေကြီးကလည်းဝင်တော့မယ်ဟိုးတောတန်းကြီးကိုလည်းဖြတ်ရမယ်ကြားတွေဆင်းနေတောတရဝါတွေကလည်းရှိတယ်ဒီနာနေလို့လည်းမဖြစ်ရှေ့ခရီးကလည်းဆက်ရမယ်ဆိုရင်လူရဲ့ဘဝဟာဘလို့နေမလဲစဉ်းစားကြည့်